SCI စတက်တော့ရတော့ပေါ့နော် campus တက်ရတာဆိုတော့အမှတ်တရဆိုလို့ရှိရင်ဆရာက9မိနစ်နောက်ကျပြီဆိုလို့ရှိရင်တကားကိုပိတ်ထားပြီးတော့ပေါ့နော်တကားပိတ်ထားပြီး9မိနစ်နေတော့မှဝင်ရမယ်ပြီးတော့နောက်ကျရဲ့ fine ကြီးကောက်တယ်ပေါ့နော်ကောက်တဲ့ချိန်ကျအဲ့ဒါကြောင့်မလို့ကွာနည်းနည်းဝေးတယ်အရင်တော့လှဲတန်းဆိုတော့မြောက်တကောကနေလာရတာဆိုတော့ဝေးရတဲ့အတွက်ကြောင့်လို့မိအောင်လို့အဲ့လှေကားကိုတက်ပြီးတော့ပြေးရတာတော့အမှတ်တရပဲပေါ့နော်ပြီးကြလို့ရှိရင်ကွာဒီဆောင်းမိုးဝဲမှာအမှတ်များလို့ရှိရင်ဆရာမတွေကအဲ့ fine ကြီးတွေကနေပြီးတော့မဟုတ်ဘူးပြန်ပေးတယ်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်ကွာဒီမဟုတ်ဘူးဆိုတာမျိုးထက်ဒီစုရရဆိုတာမျိုးလိုချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်စူးစမ်းခဲ့တယ်ပတ်3 ထီကိုပေါ့နော်အဲ့လိုမျိုးစာ test တွေပါရေးစစ်လို့ရှိရင်မဟုတ်ဘူးရတယ်ရလို့ရှိရင်ကွာဒီမှာ Facebook ပေါ်မှာတင်လာရွေးတငယ်ချင်းတွေကြွားရပေါ့နော်အဲ့ဒါတော့အမှတ်တရပါပဲပတ်2တွေပတ်1တွေတက်တော့ ACA တက်တော့ပေါ့နော် online ကနေဆိုတော့အဲ့ဒီဟာတွေတော့မခံစားရဘူးခံစားရတာတော့ online ကနေဆရာမနာမည်ခေါ်ပြီးစာမေးလို့ရှိရင်ကိုကပျောက်သွားခြင်းပေါ့နော်စာမေးရဲဆိုတော့အလုပ်တစ်ဖက်နဲ့ဆိုတော့ပေါ့နော်စာကကြတော့အချိန်မီမလုံနိုင်တာမျိုးတွေရှိတယ်အဲ့လိုမျိုးကြရင်ဆရာမနာမည်ခေါ်ပြီးစာမေးပြီးဆိုရင်ကင်မရာပိတ်ပြီးတော့ပြေးချင်တာတအားဒါပေမဲ့ဖြေတော့ဖြေနိုင်ခဲ့တယ်ပါဆရာမမှားလဲကိစ္စမရှိဘူးဖြေဆိုရတဲ့အတွက်ကြောင့်မလို့ဖြေခဲ့တယ်မှားတဲ့ခါမျိုးတွေလည်းရှိရပေါ့နော်အဲ့ခါကျလို့ရှိရင်တော့ကိုကအဖြေမှန်အောင်တန်းပြီးတော့မှတ်မိတာပေါ့ကိုမှားခဲ့တဲ့ဟာမျိုးဆိုလို့ရှိရင်အဲ့ဒါလေးကတော့အမှတ်တရပါပဲ online နဲ့ပေါ့နော် Canvas တက်ခဲ့တဲ့အချိန်မှာ